မင်္ဂလာပါရှင်ဒီနေ့မှာတော့အင်ဂျီပုံစံလေးပြောင်းလေးကိုတစ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ကဲအရင်ဆုံးဒီ home care အင်္ဂါဒီ close chain close ဆိုတာclose ကိုနှိပ်လိုက်ပါပြီးရင်ဟိုအောက်ကပေါ့နော် wearing dress 3ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့စကလမျိုးပုံလေးဖြစ်သွားပါပြီအဲ့ဟာဆိုရင်တော့ဒီမီနူရဲ့ windy sub ကိုနှိပ်ပြီးတော့sub ID ဆိုရဒီအပေါင်း x အပေါင်း y အပေါင်းလေးကိုနှိပ်ပြီးတော့ x အပေါင်း y အပေါင်းနှိပ်ပြီးနော်အပေါင်းနဲ့အနှုတ်ကလေးကိုနှိပ်လိုက်အပေါင်းနှိပ်ချင်ရတယ်ပြီးရင်ကိုလိုချင်တဲ့ဟာနောက်မှကြံခဲ့ပြီဆိုရင်တော့အနှုတ်ကလေးကိုပြန်နှိပ်လိုက်ပါဒီလိုလေးပါဒီလိုမျိုးပုံစံလေးကိုတအားကိုဒီလေးပါဒီလိုပုံလေးကြိုက်နေတဲ့ရာကျင်းတဲ့အားလေးပြောင်းလို့ရတယ်။မင်းလည်းဒီလိုမျိုးလေးတွေဒီလိုပြားလေး one set လေးအဲ့လိုမျိုးလေးတွေလည်းပြောင်းလို့ရပါတယ်ရှင်။အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံမျိုးလေးတွေကိုကြည့်ကြရင်တော့ like and subscribe နဲ့ tutorial လေးတွေကိုလည်း like and subscribe လုပ်ပေးကြပါဦးနော်အားလုံးတတား